စားနိုင်ပါသမားဟာချိန်ခွင်းထဲကနေတဆင့်လူတစ်ယောက်ကိုစောင့်ကြည့်နေခဲ့ပါတယ်။ရုတ်တရက်ဆိုသလိုအဲ့ဒီလူကသူ့အိတ်ထဲကနေဘုံတစ်လုံးကိုထုတ်လိုက်ပြီးလမ်းမလယ်ခေါင်မှာတွားရောက်မြုပ်နှံလိုက်ပါတယ်။စားနိုင်ပါသမားလည်းအခွင့်အရေးတာတာနဲ့တပြိုင်နက်သူ့ကိုအသေးပြစ်တက်လိုက်ပါတော့တယ်။အမှန်တော့ဒီစနိုက်ပါစစ်စင်ရေးအဖွဲ့ဟာတန်ချက်ကရင်တွေဘေးအန္တရာယ်ကင်းကင်းနဲ့ဖြတ်တန်းသွားနိုင်မှုအတွက်လမ်းကြောင်းရှင်းလင်းရေးလုံခြုံရေးယူပေးနေရတာဖြစ်ပါတယ်။တစ်ဖွဲ့လုံးပြန်မှုပြင်နေတဲ့အချိန်မှာပဲအဖွဲ့ခေါင်းဆောင်ကလမ်းမပေါ်မှာထူးဆန်းတဲ့အပေါက်နှစ်ပေါက်ကိုသတိပြုမိသွားပါတယ်။သူတန်တရားဝင်သွားတာကြောင့်စားနိုင်ပါသမားကိုအဲ့ဒီအပေါက်တွေစီပစ်ခတ်ဖို့အမိန့်ပေးလိုက်ပါတယ်။ပထမနှစ်ချက်ပစ်ခတ်မှုကဘာမှမထူးခြားခဲ့ပေမဲ့တန်ချက်ကဖောက်ကြီးထိမှန်သွားတဲ့အချိန်မှာတော့ပြင်းထန်တဲ့ပောက်ကွဲမှုကြီးတစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။အခုတော့လမ်းအောက်မှာဘုံတွေဝတ်ထားတယ်ဆိုတာရှင်းရှင်းလင်းလင်းသိသွားခဲ့ရပါပြီ။အဲ့ဒီအချိန်မှာပဲအဖွဲ့ခေါင်းဆောင်ကတောင်ကုန်းပေါ်မှာရန်သူစစ်သားတယောက်ကိုလှမ်းမြင်လိုက်ပါတယ်။စားနိုင်ပါသမားကသူ့ကိုချက်ချင်းပဲပစ်ချလိုက်ပေမဲ့စက္ကန့်ပိုင်းတွင်းမှာလည်းအခြားရန်သူစစ်သားမြောက်များထပ်မံပေါ်လာပါတော့တယ်။သူတို့အဖွဲ့ဟာရန်သူတွေရဲ့ချုံကိုတိုက်ခိုက်မှုတွေကိုတဲ့တဲ့ကြီးတိုးဝင်မိသွားပြီဆိုတာကိုရိပ်မိသွားကြပါတယ်။စုတ်ခွာနေတဲ့အချိန်မှာပဲသူတို့တွေစစ်ကူတောင်းခဲ့ကြပေမဲ့လမ်းပေါ်ကဘုံတွေကြောင့်စစ်ကူတွေချက်ချင်းရောက်မလာနိုင်ခဲ့ပါဘူး။သူတို့အဖွဲ့နောက်ဆုံးရင်းနဲ့ရွာတရွာအားတဲကိုရောက်ရှိသွားတဲ့အခါမှာတော့ရန်သူတွေကနောက်ထပ်တစ်ကြိမ်ထပ်မံတိုက်ခိုက်လာပြန်ပါတယ်။ရုတ်တရက်ဒုံးကြီးတတုံးဟာနံရံကိုလာရောက်ပောက်ကွဲထိမှန်သွားပြီးပွင့်ထွက်သွားတဲ့အပေါက်ကြားတဲ့ကိုသူတို့အဖွဲ့အမြန်ပဲဝင်ရောက်ပုံအောင်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာပဲအဖိုးအိုတူထိုနေရာမှာပေါ်လာခဲ့ပါတယ်ချက်ချင်းဆိုသလိုသူတို့အနာကိုလက်ပစ်ဘုံတစ်လုံးကျလာပေမဲ့အဖိုးအိုဟာကြောက်ရွံ့ခြင်းမရှိပဲအဲ့ဒီဘုံကိုကောက်ကင်ကအပြင်ဘက်ကိုပြန်လည်လွှတ်ပစ်လိုက်ပါတယ်ထို့နောက်အဖိုးအိုဟာထိုစစ်သားအဖွဲ့ကိုသူ့အိမ်ထဲမှာဝတ်ထားပေးလိုက်ပါတယ်အပြင်ဘက်မှာတော့ရန်သူတွေဟာရွာတရွာလုံးကိုဝိုင်းထားကြပြီဖြစ်ပါတယ်ထို့နောက်ပြင်းထန်တဲ့ပောက်ကွဲတန်ကြီးတစ်ခုထွက်ပေါ်လာပြီးတဲ့နောက်အဖိုးအိုဟာအပြင်ဘက်ကိုတယောက်တည်းလမ်းလျှောက်ထွက်သွားခဲ့ပါတယ်တနက်တန်တော့အတန်ကြာထွက်ပေါ်လာတာကြောင့်စစ်သားအဖွဲ့ကအဖိုးအိုတယောက်အသက်ခံလိုက်ရပြီလို့ထင်နေခဲ့ကြတာပါဒါပေမဲ့မိနစ်ပိုင်းငယ်ကြာမှာတော့အဖိုးအိုဟာအေးလူလူပဲပြန်လည်ရောက်ရှိလာပြီးရန်သူတွေအားလုံးထွက်ပြေးကုန်ကြပြီလို့ပြောခဲ့ပါတယ်။စားနိုင်ပါဖွဲ့သားတွေအပြင်ဘက်ကိုလှမ်းထွက်ကြည့်လိုက်တဲ့အခါမှာတော့တကယ်ပဲဘယ်နေရာမှာမှရန်သူတဦးတယောက်မျှကြံမနေခဲ့ပါဘူး။ဒါကိုမြင်လိုက်ရတဲ့အဖွဲ့ခေါင်းဆောင်ဟာဒီထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့အဖိုးအိုရဲ့တရုတ်မှန်ကဘယ်သူလဲဆိုတာကိုစတင်ပြီးတန်တရားဝင်ကတွေးတောနေမိပါတော့တယ်။